ဒီနေ့မိတ်ဆွေတွေကိုတရားနီလန်းလေးတစ်ခုပြောပြပေးမယ်အဲ့တရားနီလန်းလေးကမိမိချစ်သူနဲ့အဆက်အသွယ်တွေနဲ့ပတ်သက်ပြီးမရတာဖုန်းတွေဆက်သွယ်တာမရတာမျိုးတွေအိမ်မှာနေရင်းနဲ့အိမ်တော်ရင်းနဲ့ပတ်သက်ပြီးအဆင်မပြေတာအခြေအနေနဲ့ပတ်သက်ပြီးတော့အဆင်မပြေတာနောက်ဒီအစီအမံကခါတိုင်းချစ်နေတာထက်ပို့ပြီးတော့ချစ်မြတ်နိုးတဲ့အစီအမံစတဲ့အစီအမံလေးတစ်ခုဖြစ်တာပေါ့နော်အဲ့တော့ကိုယ်ပဲဂရုစိုက်ရှင်တဲ့အရာမျိုးတွေတယောက်တည်းတိတိတတ်တာနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ချစ်သူအိမ်အောင်ဘက်ကိုယ်ဂရုစိုက်စေခြင်းတဲ့အခါမျိုးတွေဆိုရင်ဒီနီလန်းလေးကိုအသုံးပြုပေးပါအဲ့တော့ညောင်ပင်အောက်ကိုသွားရမယ်ညောင်ရွက်လေး2ရွက်လုံးမယ်နော်အဲ့တော့ဥစွာပထမသဘာဝအတိုင်းကြွေကြတဲ့ညောင်ရွက်မှာမှောက်ကုန်ကြနေတဲ့ညောင်ရွက်တစ်ရွက်ရဲ့ပလက်ကြနေတဲ့ညောင်ရွက်တစ်ရွက်ရဲ့2ရွက်လိုတာပေါ့နော်ပထမဥစွာပလက်ကြနေတဲ့ညောင်ရွက်လေးမှာကောင်မလေးရဲ့နာမည်ကိုရေးရမယ်မှောက်ကုန်ကြတဲ့ညောင်ရွက်လေးမှာကောင်လေးနာမည်ရေးရမယ်အခုကျွန်တော်ပြထားတဲ့အတိုင်းဥပမာဆိုကြပါစို့ဒါသည်မြမေဆိုတဲ့အရာလေးပေါ့နော်သူကပလက်ကြနေတယ်ညောင်ရွက်လေးမှာရေးလိုက်တယ်အဲ့တော့ဒီမှာဒီကိုလှဖေဆိုတော့မှောက်ကုန်ကြတယ်နဲ့ညောင်ရွက်လေးပြီးွားနဲ့သူတို့နှစ်ဦးကိုဒီလိုလေးမျက်နှာချင်းတိုင်းလေးကတ်လိုက်ကတ်ပြီးတဲ့အခါကျအချီကျိုးလေးနဲ့20နဲ့တပတ်တိတိအချီကျိုးလေးနဲ့ဒီလိုလေးပတ်ကပတ်ပြီးတဲ့အခါကျရင်အိမ်အောင်တယ်များအနေနဲ့တိတိတတ်တာနဲ့ကောင်းလေးရတော့၎င်းယောက်ျားတော့၎င်းမိန်းမတော့၎င်းကိုတိတိတတ်တာနဲ့ချစ်စီစေခြင်းနဲ့ဆိုခဲ့ရင်ဒီအရာလေးကိုဒီခုနကမှပူးချီထားတဲ့အရာလေးညောင်ရွက်လေးကိုခေါင်းလေးအောက်လေးထဲမှာ21ရက်တိတိထားပြီး9ရက်လောက်နဲ့လည်းရတယ်ဒါပေမဲ့21ရက်ထားတာပိုကောင်းတယ်အဆက်အသွယ်တွေမရဘူးဖုန်းတွေမဆက်ဘူးရက်ဝေးတွေမှာနိုင်ငံရက်ခြားတွေမှာလှုပ်တယ်ဆရာကြီးအချိုးပြောင်းတယ်ဖုန်းတော့မဆက်ဘူးစသည်ဖြင့်မိဖြစ်သူကအဆက်အသွယ်မလုပ်ဘူးဆိုခဲ့ရင်ဒီကောင်လေးကိုလေတိုက်တဲ့နေရာလေးမှာနော်တန်ကြိတ်လေးနဲ့တွဲလောင်း